ဒေသကြီးအားလုံးမင်္ဂလာပါဗျာတန်တရား channel မှာဒေသကြီးအားလုံးကိုပြန်လဲကြိုးတူလိုက်ပါတယ်ကျွန်တော် channel လေးကနေပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးများကိုရွေးချယ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုက်ဆရာတာတီရဲ့မဖဲဝါကိုကြိုက်တဲ့တစီဆိုတဲ့ပရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာမဖဲဝါကိုကြိုက်တဲ့တစီတကောင်ကြောင့်တရွာလုံးဒုက္ခရောက်ရတယ်ဆိုရင်ခင်ဗျာယုံပါမလားမယုံမရှိနဲ့ပြို့တကယ်ဖြစ်ခဲ့တာအနေနဲ့အရက်ကဆရာတွေဖုန်းကြီးတွေဘလို့နှင်းဘလို့ထုတ်ရွာတဲကကိုမထွက်တာပြို့ဟိုနောက်ဆုံးကုန်းပြောမယ်ဗျာအဲ့ဒီတစီကမဖဲဝါကိုတော့ကြိုက်တဲ့တစီဗျကဲခင်ဗျာအံ့ဩသွားပြီမဟုတ်လားမအံ့ဩနေပြို့အဲ့ဒါကျုပ်ကိုတွေမှကျုပ်ကိုတွေခမည်းလဲကျုပ်လိုပဲစုံတွေကဝီတွေတဆွေတွေတရေတွေမြေဖုတ်ပလူးတွေအောက်လန်းဆရာတွေကိုစိတ်ဝင်စားတယ်ဆိုတော့ကျုပ်သိပါတယ်ဒါကြောင့်လဲခမည်းကိုကျုပ်ဒီအကြောင်းပြောပြချင်တာပေါ့ဗျာဒီလိုဗျဒီတဲ့ကိုကြောက်ခဲပေလာတာကြောက်ခဲဆိုတဲ့ကောင်ကဟိုသွားဒီသွားနဲ့နေရအနှံ့ရောက်တဲ့ကောင်လေးဗျာကိုကြီးတာတေးဘာမွေးကုန်းကတရင်ကြားပြီးပြီလားကြောက်ခဲကလည်းငါဒီနေ့မှပြန်ရောက်တာလေဘယ်ကြောက်မလဲကွာတို့ဘာဖြစ်လို့ဟုတ်တယ်ဗျကျုပ်မန္တလေးကိုသွားနေတာတလားလောက်ကြာတယ်ဗျမန္တလေးမှာကျုပ်ကပါတွေတယောက်ဆေးရုံတက်သွားပြီးပြုစုနေရတာဗျအခုတော့တက်တာသွားပါပြီဆေးရုံလည်းဆင်းရပြီလေဒါကြောင့်ကျုပ်လည်းရွာကိုပြန်လာခဲ့ရတာကျုပ်ကမန္တလေးကပါလာတဲ့ထိုးမုံနဲ့ကျုပ်ကောင်ကြောက်ခဲကိုဧကန်တာဗျကြောက်ခဲကထိုးမုံစားပြီးရေနွေးတောက်တယ်ပြီးတော့မှအဖြစ်ကတော့တော်တော်ကိုစမ်းတာဗျအေးဟုတ်လားဘလို့စမ်းတာတော့ကွာကြောက်ခဲဗမွေးကုန်းမှာတစီတကောင်ရောက်နေလို့ဗျဟာကြောက်ခဲကလည်းတစီတကောင်ရောက်တာနဲ့အဆန်းလို့ကွာစမ်းနေဗျကိုကြီးတာလေးဒီတစီကရိုးရိုးတစီမဟုတ်ဘူးဗျနေရောညာရော6တဲ့တစီဗျဟေးဟုတ်လားကွာဘယ်လိုတွေ6လို့တော့အင်ကိုကြောက်စလက်ခဲသေးတလေးတွေစုပ်ပြီးဖြန်းကနေပြစ်တာတခါတလေကြာရင်အိမ်ထဲမှာလူတွေဝိုင်းထိုင်ပြီးအကျန်းတွေပါတွေတောက်နေတော့ရေနဲ့ဝေါကနေလှန့်ပတ်တာတွေဗျဟေးဟုတ်လားဒီလူ6တာတစ်ခါမှမကြောက်ဘူးပါလားဒါတည်းမကသေးဘူးဗျညဘက်ခေါင်းမိုးပုတ်ကိုအုံကနေခုံချတာတဲ့ပြီးတော့အိမ်မော်တက်ကပစ္စည်းတွေကိုဂွမ်းကနေနေအောင်တွန်းလှဲတဲ့ကိုကြီးတတေးဒါဆိုရင်ဒီတရေကဘာကိုလိုချင်လို့တော့ဘာလိုချင်ရမှာတော့ဗျစားချင်တာလေအဲ့ဒီလိုအချောက်ခံတဲ့အိမ်ကမဲသားဝယ်ပြီးကျွေးရတယ်အမဲသားကလည်းနည်းနည်းကျွေးလို့မရဘူးတဲ့ပြူ3ပိတ်တာ4ပိတ်တာကျွေးရတာတဲ့ဟေးစားလာကြည့်လားကွာဒီတရေကဟုတ်ပါဗျာအဲ့ဒါဘလို့အချိန်မှကျွေးခိုင်းနေထင်တော့ဘလို့အချိန်ကျွေးရတော့ကွာဒီတဝိုက်ကရွာတရွာမှာအမဲသားပေါ်တဲ့အခါတည်းဗျာဟေးဒီတရေကဘလို့မျိုးသိတော့ဘလို့သိလေတော့မပြောရဘူးကိုကြီးတတီတီတာတော့လွတ်သိရပြုမိလောင်ကုန်းကဘယ်သူတွေအမဲပေါ်မယ်ငါကို4ပိတ်တာကျွေးငွေတူးကုန်းကဘယ်သူတွေအမဲပေါ်မယ်ငါကို3ပိတ်တာဝယ်ကျွေးဆိုပြီးဝင်ပူးပြောတာတယ်ဗျပြီးရင်အဲ့ဒီဝင်ပူးပြောတဲ့အိမ်ကိုကြောက်ခဲတွေတဲတွေနဲ့ပြစ်ရေနဲ့ပတ်လှုပ်တော့တာတဲ့ပြုအိမ်ခေါမော်တက်ပြီးခုံချတဲ့အဲ့ဒီအိမ်ကလူကပတ်ဆံယူပြီးသွားဖို့တော့မှပဲငြိမ်သွားတာတဲ့ပြုပြီးရင်အမဲသားတွဲကိုခြံစည်းရိုးမှာချိတ်တာထားမိုးချုပ်စားလို့ပျောက်သွားရောတယ်ဗျာဟာအစိမ်းကျွေးရတာလားကွာချက်ကျွေးရတာမဟုတ်ဘူးလားမချက်ရဘူးဗျအစိမ်းကျွေးခိုင်းတာတဲ့ဟေးဒါဆိုရင်တော့မလွယ်ဘူးကွာဘာလို့တော့များကိုကြတယ်အစိမ်းစားတဲ့တရေဆိုတော့တော်တော်ကိုရိုင်းတာကွာသူတို့ကိုနိုင်ဖို့မလွယ်ဘူးဟေးဟုတ်ပါဗျာဒီတရေရဲ့ဗန်ပွေးကုန်းကိုရောက်နေတာတလားလောက်ရှိပြီဗျဒါဆိုရင်ငါမန္တလေးသွားတဲ့ရက်ကလေးကဖြစ်နေတာပေါ့ကွာဟုတ်တယ်ဗျဖြစ်ချင်းသူတို့ကိုကြီးတာတွေကိုလိုက်ရှာကြသေးတယ်ကိုကြီးတာတွေမရှိတော့ဘူးဆိုမှ
ဘာမွေးကုန်းကဦးငွေပေါ်ကြီးဦးဆောင်ပြီးဆရာသွားရှာတာအခုဆိုရင်ဆရာ3ယောက်4ယောက်ရှိသွားပြီဗျအေးဟုတ်လားဟုတ်ပါဗျာဆရာတွေထွက်ပြေးရတာကြီးပဲဗျဆရာတယောက်ဆိုရင်အိမ်မော်ကနေဆင်းပြေးသွားတာဆေးလွယ်အိမ်ကိုသူ့ဆေးကျင်နေတော့ကျွန်တော်ကြံခဲ့လို့ရွာပြင်လိုက်ပေးရတာဘာမင်းသွားကြည့်ရဟုတ်လားကြောက်ကဲဝကြီးတာတီကလည်းကျုပ်ကဒီကိစ္စဖြစ်ကြတဲ့ကဗမွေးကုန်းကိုတရချသွားနေတာဗျဗမွေးကုန်းမှာကျုပ်အကြီးလေးတော်ကျော်စိန်ရှိတယ်လေဗျာတခါတလေအကြီးလေးတို့အိမ်မှာပဲညအိပ်ပြီးဆက်ကြည့်တာဗျဒီအတိုင်းဆိုရင်တော့တော်တော်ကိုစိုးနေပြီကွတို့ရွာတွေကခွေးတွေရောဦးဓာတွေဟောင်းတာတွေမလုပ်ဘူးလားဗမွေးကုန်းကခွေးတွေလားဟောင်းဖို့နေတာလားညနေစောင်းပြီးဆိုကြတဲ့ကလုံကြုံမဲ့နေရာရှာပြီးပုံနေကြတာဗျအတန်တော့မထွက်ဘူးအချို့ခွေးတွေဆိုရင်ညမိုးချုပ်တာနဲ့တအီအော်ပြီးအသားတစ်ဆက်ဆက်တုံးနေတာဗျခွေးမဥရဲဘူးဆိုရင်တော့တော်တော်ကြီးတဲ့တရေပဲဖြစ်မယ်ကွဟာတရေဆိုလို့ပြောရအောင်မပြုပထမဆုံးရောက်လာတဲ့ဆေးဟာဥပိုးတယ်ပြုနှုတ်ခမ်းမွေးကားကားကြီးနဲ့ဗျရောင်တုံးကြီးနဲ့ဗျမျက်လုံးကလည်းပြူးပြူးကြီးပြုရုပ်ကလည်းတော်တော်ဆိုးတာပါဗျာသူ့မျက်နှာမြင်ရတာကိုတော်တော်ကြောက်စရာကောင်းနေတာကိုကြီးတတီအဲ့ဒီဥပိုးကတရေကိုခေါ်ပြီးမိမကြီးတယောက်ကိုဝင်ပူးခိုင်းတယ်အေးတရေကဝင်ပူးရောလားဟာဝင်တာပေါ့ကိုကြီးတတီကဝင်လဲဝင်ရောဆရာပိုးကတရေကိုမေးတယ်မင်းဘဲကတရေလဲအမှန်တိုင်းပြောတဲ့ဖြန်းသူ့ဆေးကြိမ်လုံးကြီးကိုဖြန်းကနေမြောင်ကျမ်းမင်းကိုရိုက်လိုက်တယ်ဝိုင်းကြည့်နေတဲ့လူတို့လန့်ပြီးအော်တဲ့သူကအော်ငါဟာလူဟာနဲ့ဆဲတဲ့လူကဆဲပေါ့ဗျာကျုပ်လဲတုံသွားလိုက်တာကိုကြီးတတီဒီမှာနဲ့တရေကဆရာပိုးကိုဖြန်းကနေမြောင်ရိုက်လိုက်တာဗျငါ့ကိုတရေမခေါ်နဲ့ငါတရေမဟုတ်ဘူးဒါဆိုမင်းကဘာကောင်းလို့ငါကတစီကွာတစီငါ့ကိုတစီလို့ခေါ်ဆရာပိုးကရိုက်ခံရတဲ့ပါကလေးပုတ်ပြီးမေးတယ်ဗျမင်းကတော်တော်အပါဝါတဲ့တစီပဲဆရာပိုးကပြောရင်လက်ထက်ကစေးကျင်လုံးနဲ့တွေ့မလို့မြောက်လိုက်ရုံရှိသေးကျွတ်ဆရာပိုးလက်ထက်ကစေးကျင်လုံးအပိုင်းပိုင်းကျိုးသွားတာပြုဟာကြီးနေတဲ့လူတွေဆိုတော့လန့်ပြီးနောက်ကိုဆုတ်သွားကြအောင်ပြုဆရာပိုးဆိုတဲ့လူကဒေါသကြီးတယ်ဗျလက်ထဲကကျင်လုံးနဲ့ကျိုးသွားအောင်ဆရာပိုးကတရေကိုလက်သီးနဲ့ဝင်ထိုးတာပဲဗျတရေဝင်ပူးနေတဲ့မိမကြီးကပိန်ပိန်သေးသေးလေးဗျစပင်ဖားလာကြီးချလို့အဲ့ဒီမိမကြီးကလည်းဝုန်းကနေထားပြီးဆရာပိုးကိုပြန်ထိုးတာပြုဆရာပိုးဆိုတဲ့လူကဒေါင်မောင်းကြီးဗျဟာဘွားကြီးတော့လေတော့မှာပဲဆိုပြီးဝိုင်းကြည့်နေတဲ့လူတွေအော်တာပေါ့ဗျာဒါပေမဲ့သူတို့ထင်တယ်လို့မဟုတ်ဘူးပြုတရေပူးနေတဲ့အဖွားကြီးကလွှားကနေခုံပြီးဆရာပိုးရဲ့ရောင်လုံးကြီးကိုဆွဲဖြေလိုက်တာစပင်ကိုသူ့လက်မှာရစ်ထားတာဗျပြီးတာနဲ့ဆရာပိုးကိုတရက်ဆက်ထိုးတော့တာပဲဗျာဆရာပိုးမျက်နှာဆိုတော့ချက်ချင်းလို့ဖူးရောင်လာတာဆရာပိုးလည်းကြကြမခံနိုင်ပါဘူးဗျာကြောက်ပါပြီဗျဆရာပိုးကဒူးတုပ်ပြီးတော့တောင်းမှန်တော့တာဗျဒီတော့မှရောင်တုံးကိုလှုပ်ပေးလိုက်ပြီးပြောတာဗျဟဲ့ကောင်ငပိုးနိုင်ပတ်စံနဲ့ငါ့ကိုအမဲသားငါးပိတ်တာဝယ်ကျွေးဒီညရုံတော့ကငမှုံလို့အမဲပေါ်လိုက်မယ်မနက်ဖြန်ညနေရောက်လို့မှငါအမဲသားမစားရရင်နင်ဒီရွာကနေအသက်ရှင်လေပြန်မထွက်ရဘူးကြားလားငပိုးဟုတ်ဆရာပိုးရင်ဝါကို6လောက်နဲ့တစ်ချက်ကန်လိုက်တာဗျဆရာပိုးဖင်ထိုင်ရက်ကိုလဲရောပြုအောင်မလေးဗျတရေဝင်တဲ့မိမကြီးကတုံကြီးဖြစ်ပြီးလဲကြသွားတယ်တရေထွက်လာတော့ဗျာဒီတော့မှမိမတွေကအဖွားကြီးကိုပြေးထူကြလှုပ်နိုးရတာပြုဦးငွေပေါ်ကြီးကလည်းဆရာပိုးကိုပြေးထူပေါ့ဗျာမလွယ်ဘူးကိုဘောဒီဟာကြီးကိုကြုတ်မနိုင်ဘူးဗျရော့အမဲသားငါးပိတ်တာဝယ်ဖို့ပတ်စံဟာဆရာမပေးပါနဲ့ကျုပ်ဝယ်ကြွေးပါမယ်ဘယ်ဖြစ်မတော့ကိုငွေပေါ်ရဲ့ဒီတရေကဒီတစီကကျုပ်ကိုကြွေးခိုင်းတာကျုံမကြွေးရင်တေချာပုတ်ကျုပ်ကိုတတ်တော့မှာဗျအောင်မလေးဗျကျွတ်ဆရာပိုးကဖူးရောင်နေတဲ့သူ့မျက်နှာကိုလက်နဲ့ဆန့်ကြည့်ပြီးရှုပ်တက်လုံနေတာဗျလူတွေကချက်ချင်းဆရာပိုးကိုစားချက်ထုတ်ထိုးပေးကြတာပေါ့ဗျာနောက်တနေ့မနေ့အစောကြီးဆရာပိုးပြီးတဲ့ပတ်စံယူပြီးရုံတော့မှအမဲသားငါးပိတ်တာသွားဝတာဘယ်သူလို့ထင်တော့ဗျဟေးဘယ်သူတော့ကွာကြောက်ခွဲရကျုပ်လေဗျာအကြီးဒီလိုလဲနဲ့ကျုပ်သွားဝရတာ
နို့ဗံမွေးကုန်းသားတွေကသားမွေကြဘူးလားကွာဘယ်သူမှကိုမသွားကြပါဘူးပြုဒါနဲ့ကျုပ်သွားဝယ်တာဟိုရောက်တော့ကိုမှုံကလည်းအံ့အားသိနေတာပေါ့ဗျာသူနွားပေါ်တာကိုဗံမွေးကုန်းကတိနေတယ်ဆိုတော့အံ့ဩရောပေါ့ဗျာပြီးတော့ဝယ်တာကလည်းငါးပိတ်တာဆိုတော့အလှလုပ်ဖို့လားလို့ပြန်ရောင်းဖို့လားလို့မေးရောဗျဒီတော့မင်းကဘာပြန်ပြောလိုက်တော့တရေကြည့်ဖို့လို့ပြောတာပေါ့ဗျာအဲ့ဒီကိုမုံဆိုတဲ့လူကမျက်လုံးကြီးပြူးပြီးတော့ကျုပ်ကိုကြည့်နေတာပြူဘယ်နေရာမှာကြွေးတော့ဥငွေပေါ်အိမ်ဝိုင်းရှေ့မှာပဲသကောကြီးတဲ့တူအမဲသားတွေထည့်ပြီးကြွေးတာဗျစားရောလားခေါ်တော့ခေါ်ရတာပေါ့ဗျာဆရာပိုးကိုယ်တိုင်ခေါ်ပြီးကြွေးတာဗျကျုပ်တို့ကတက်ပင်နေတော့မှပိုးပြီးကြည့်နေကြတာအမဲသားတွေပြိုက်ခနဲ့ကုံသွားတယ်ဗျကိုကြီးတာတည်းသူ့နေပါအောင်ကွာကြောက်ခဲ့ရအမဲသားငါးပိတ်တာကိုဒီတရေကဘလောက်ကြအောင်စားတော့ဟာခဏလေးဗျကျုပ်စိတ်ထင်15မိနစ်လောက်ပဲရှိမယ်ထင်တယ်အေးဟုတ်လားဒါဆိုရင်ဒီတရေကအကောင်အကြီးကြီးပေါ့ကွာကြောက်ခဲ့ရနောက်ထပ်သွားခေါ်တဲ့ဆရာတွေရောကြောက်ခဲ့ရနောက်ထပ်ရောက်လာတဲ့ဆရာတွေပူအောင်ဆိုးသေးဗျာဆရာပိုးကမှတရေနဲ့ရှင်ထိုးရသေးတာနောက်ဆရာတွေကအိမ်မော်ကဆင်းပြီးတဲ့သူတွေကြီးပဲဗျစေးအိမ်နဲ့ကြေလုံးအောင်ကျုပ်လိုက်ပေးရတယ်ဆိုပါမင်းပြောသလိုဆိုရင်ဗံမွေးကုန်းသားတွေတော်တော်ဒုက္ခရောက်နေပြီပေါ့ကွာဟာရောက်ပြီလို့လားညဆိုရင်ရွာထဲမှာတိတ်ပြီးကြက်တရေကိုမရှိတော့တာဗျာမိုးချုပ်တာနဲ့အိမ်ပြင်ကိုလူရောခွေရောမထွက်ရဲတော့တာဗျဒီအင်းနာတဝိုက်ကဘဲရွာမှာအမဲပေါ်အိမ်ကြီးအိမ်ကောင်းတအိမ်ဝင်ပြီးခဲတွေနဲ့ပြက်ခုံချလုတ်ဝင်ပူပြောတော့တာဗျဘဲရွာကဘသူအိမ်မှာတင်ညအမဲပေါ်မယ်ဗဏ္ဍပိတ်တာဝယ်ကျွေးမကျွေးရင်တတ်မယ်ဖြတ်မယ်ပေါ့ဗျာအဲ့ဒီလိုတရေမဲကြတဲ့အိမ်ကတော့ပိုက်ဆံကလေးကင်ပြီးပြေးရတော့ပေါ့ဗျာညနေစုကျွေးရတော့တာပဲအဲ့ဒီလိုတခါစားပြီးငိန်သွားပြန်ပေါ့ဗျညဘက်ဆိုရင်ဒီဟာကြီးကရွာထဲရှောက်သွားနေတာလေဗျို့တခါတလေမြတ်တစ်ပင်ကြီးတွေကိုတွန်းလှုပ်နေတာဝုံကိုဖြစ်နေတာလေကိုကြီးတတ်တည်းရောက်ခွဲပြောတာတွေကိုစိတ်ဝင်စားဟိုနားထောင်ပြီးစဉ်းစားနေတာဗျစဉ်းစားရင်ပါဇက်ကကရင်ချင်လာတဲ့ငကားစီပေါ်လေးကလေးမီးညှိပြီးနှစ်ဖွာသုံးဖွာစိုက်ဖွာလိုက်တယ်တာတီဟေးတာတီပြန်ရောက်ပြီဆိုကျုံနဲ့ကြောက်ခဲကထိုင်နေကြမကြီးပင်ကြီးအောက်ကတစ်တောက်ကပြစ်ပေါ်မှာထိုင်နေကြတာဗျကျုပ်ကဝိုင်းဝါကိုလှမ်းကြည့်လိုက်တော့ဗံမွေးကုန်းကကိုကြီးကျော်တင်ဗျကိုကြီးကျော်တင်လာပြုတ်ကိုကြီးကျော်တင်ကပိန်ပိန်ရှိရှိကြီးဗျခါကလည်းနည်းနည်းကိုင်းနေဝိုင်းထဲကိုတန်းဝင်ချလာပြီးတစ်တောက်ကပြစ်မှာဝင်ထိုင်ရောဗျပုံစံကြီးရတာတော့စိတ်ညစ်နေတဲ့ပုံစံပဲဗျကျုပ်ကငကားစီပိုးလေးကလေးမီးညှိပြီးတဲလိုက်တယ်ကဲကိုကြီးကျော်တင်အမောပြေဒီမုံလေးစားပြီးရင်သွေးချမ်းတောင်းဗျာဩအေးဟိုကြီးကျော်တင်ကထုံမုံတစုံခတ်စားတယ်ပြီးတော့အကျန်းတက်ပကံတောက်တယ်ငကားစိတ်ပေါ်လေးကလေးကိုနှစ်ဖွာသုံးဖွာရှိုက်ဖွာလိုက်တယ်ငါတို့ရွာရဲ့ဒုက္ခကိုတော့ကြောက်ခဲပြောလို့မင်းသိပြီးတော့ပေါ်တာတရားဟုတ်တယ်ကိုကြီးကျော်တင်အခုပဲကြုတ်သိတာဒီကောင်ကြောက်ခဲကျုပ်ကိုအသေးစိတ်ပြောပြနေတာဗျအေးဒါဆိုရင်ငါမပြောတော့ဘူးကွာဒါပေမဲ့ညကအဖြစ်ကိုတော့ကြောက်ခဲသိမှမဟုတ်သေးဘူးကွာညကဘာဖြစ်လို့တော့ရောအနောက်ပိုင်းကညိုလုံးတို့ဝိုင်းတွေကနွားပေါက်ကလေးကိုဆွဲပြီးစားသွားတယ်ဟိဗျာဘလို့ဗျကိုကြီးရောတယ်ဗံမွေးကုန်းအနောက်ပိုင်းမှာလက်ပတ်မင်းကြီးရှိတဲ့အိမ်လီတာတရားဟာအဲ့ဒါဖိုးဆန်ညိုရဲ့ဝိုင်းမဟုတ်လားအေးလေညိုလုံးကဖိုးဆန်ညိုရဲ့သားပဲဟာဖိုးဆန်ညိုမှမရှိတော့တာပေးတာကြာပေါ့ဩအဲ့ဒီဝိုင်းလာကျုပ်သိတာပေါ့ကိုကြီးတာကြော်တယ်နို့ဘယ်လိုဖြစ်တာတော့ညနာရီပြန်နှစ်ချက်လောက်မှာခွေးတွေတအီနဲ့អော်ပြီးနွားတွေတူးနဲ့နှာမှုတ်တယ်ဆိုပဲနောက်တော့နွားတင်းကုတ်ဘက်ကတိုးတန်ခိုးတန်တွေကြားတယ်တဲ့ခဏကြာတော့ငြိမ်သွားတယ်ခုမနဲ့ကြည့်လိုက်တော့သူတို့ဝိုင်းထဲကလက်ပတ်မကြီးအောင်မှာနွားပေါက်စလေးကိုစားထားတဲ့အပိုင်းစားတွေကျန်းနေတယ်ကွာငါတော့ဒီမလာခင်ဝင်ပြီးကြည့်ခဲ့သေးတယ်ဟာဒါဆိုရင်တော့အခြေအနေတော်တော်ကိုစိုးသွားပြီဗျကိုကြီးပြောတယ်ဟုတ်တယ်ကွာဒါတည်းကဒီတရေက
ဘေကရောက်လာမှလည်းမသိဘူးဘေဆရာမလည်းသူ့ကိုမနိုင်ဘူးကြာရင်ရွာတွေကနွားပေါက်ကလေးတွေကုန်းလိမ့်မယ်ထင်တယ်ကွာကျုပ်ဒီညအလုပ်လုပ်မယ်ဗျာမနက်ဖြန်ကြတော့ကျုပ်ခမားတို့စီကိုလာခဲ့မယ်အဲ့ဒီကြတော့အကျိုးအကြောင်းကျုပ်ပြောပြမှာပေါ့အေးဟုတ်ပြီမင်းပြန်ရောက်လာတော့အားကိုရှိသွားတာပဲတာတရားခရီးရောက်မဆက်ကြီးဒုက္ခပေးရတယ်လို့ဖြစ်နေတာတော့မင်းကိုအားနာတယ်ကွာဟာဗျာကိုကြီးကျော်တယ်ငါလဲတာတီကဗံမွေးကုန်းသားပါပဲဗျာခမားတို့တွေ့ရလုံးကျုပ်စားအိမ်တောက်အိမ်တွေကြီးပါပဲဒီအတွက်ဘာမှအားနာမနေနဲ့ကျုပ်မနှက်ပြန်ဆက်လာခဲ့ပါမယ်ကိုကြီးကျော်တယ်အိမ်ကပဲစောင့်နေဗျာကိုကြီးကျော်တယ်ကကျုပ်တို့နဲ့တော်တော်ကြောင်စကားပြောပြီးမှပြန်သွားတာဗျကိုကြီးကျော်တယ်ပြန်သွားတော့မှကျုပ်ကကဲကြောက်ခဲတန်မလီကိုသွားခေါ်ကွာဒီညအလုပ်ရှိတယ်လို့ပြောလိုက်ဒါမျိုးဆိုတန်မလီတို့ကလှော့စိတ်ချတာဗျထွက်သွားပြီဘယ်တော့မှမကြောက်ဘူးတန်မလီနဲ့2ယောက်သားပြန်ရောက်လာတော့ဗျာပြောကိုကြီးတာဒီကျုပ်တို့ဘာလုပ်ပြရမှာတော့တန်မလီကလည်းအစင်သိမ့်မယ်ဗျခါတိုင်းလို့ပေါ့ကွာထမဲတောင်းပြင်ရမှာပေါ့ကျုပ်ကကြက်ဝဲဖို့ဆံဝယ်မှုဆိုပြီးပတ်စံထုတ်ပေးတယ်ကြောက်ခဲကငပြောဘက်ခုတ်ဖို့ဓာယူတယ်ဒီကောင်တွေကလုံနေကြဗျပြီးတော့နွားတင်ကုတ်တိုင်နားမှာထားတဲ့တစ်တာကိုမယူလာတယ်တစ်တာထဲမှာကစားဘူးစီပလင်းငါပြရီပလင်းအချုံမှုံဘူးလက်နှဲမုံဘူးအစုံရှိတာဗျကျုပ်တို့မဖွဲပါအတွက်စားပွဲတောက်ပွဲချမ်းအမေစီကဘာမှမယူဘူးကျုပ်တို့ပစ္စည်းနဲ့ကျုပ်တို့ချက်တာဗျတန်မဏိကကြက်ကိုင်းတဲ့နေရာမှာတော့ဆရာကြီးဗျကျက်ကိုယူနေဖြောအမွှေးနှုတ်ရကနေပြီးခုတ်ထစ်ပြီးတဲ့အထိအများဆုံးကြာရင်နိုင်ွက်ပဲပြုတန်မဏိကကြက်ကိုင်းနေတော့မှကြောက်ခဲကထမင်းအိုးတဲတယ်လူယူပြီးတဆုံထောင်းတယ်ထမင်းအိုးနှက်ပြီးတာနဲ့ဟင်းတန်းချက်တာပေါ့ပြုချက်တာပြုတ်တာပြီးတော့ဒီနှစ်ကောင်မီးလောင်ကုန်းကိုသွားတယ်တော်တုတ်ကိုတော့ခေါ်ဖို့ပေါ့ဗျာမမှောင်ခင်ဒီနှစ်ကောင်ပြန်ရောက်လာတယ်တော်တုတ်မရှိဘူးတဲ့ဗျာမြို့ကိုသွားတယ်တဲ့နောက်1ရက်2ရက်လောက်မှပြန်ရောက်မှာတဲ့ကိုကြီးတာတွေဘယ်လိုလုပ်မလို့ဗျထမင်းတွေရောဟင်းတွေပါချက်ပြီးနေကျုပ်စဉ်းစားရတော့တာပေါ့ဗျာတော်တော်ကြာတဲ့ထိကျုပ်ကဘာမှမပြောတော့ဒီကောင်နှစ်ကောင်ကကျုပ်ကိုအားမလို့အားမရဖြစ်လာပုံရတယ်တဲ့ကိုကြီးတာတွေဒီလိုလုပ်ဗျာအေးဘယ်လိုလုံးกว่าကြောက်ခဲ့ရဒီညဒေါ်တုတ်မရှိတော့ဒေါ်တုတ်အစားကျုပ်ကိုမဖဲဝဝင်ခိုင်းဗျာကျုပ်မကြောက်ပါဘူးဟာဘယ်ဖြစ်မှတော့ကြောက်ခဲ့ရဒါမျိုးကလုံနေရလူပဲကောင်းတာကိုဝိညာဉ်ကိုငြိမ်အောင်တိတ်တက်ရတယ်ပြီးတော့မှဟိုဝိညာဉ်ကဖြတ်ခနဲ့ဝင်လိုက်လို့ရတာဒေါ်တုတ်တို့ကစေးဝါးတွေလည်းထိုးထားတာဆိုတော့ဝိညာဉ်ကိုချက်ချင်းတိတ်လို့ရတယ်ကွာအရက်ထဲမှာတော့လိပ်ပြတိတ်တယ်လို့ခေါ်တာပေါ့ကွာမင်းကလိပ်ပြမသိတတ်တော့မင်းလိပ်ပြကိုဝင်ဘူးမဲ့ဝိညာဉ်ကတိတ်ပေးလိုက်ရတာအဲ့ဒီနေရာမှာအန်ဒီရဖြစ်တဲ့တေကွာဒါဆိုရင်ဒီညကိုကြီးတာတွေဘယ်လိုလုပ်မှာတော့ငါမှမဖွဲရပေးထားတဲ့ကိုလူကိုကွဲအယုတ်ကလေးရှိတယ်အင်မတန်လိုအပ်မှသုံးရမယ်လို့မဖွဲပါကပြောထားတာဒီညတော့သုံးရတော့မှာပေါ့လေဟုတ်လားကိုကြီးတာတွေကကျုပ်တို့ကိုယ်တော်တခါမှမပြဘူးနို့အဲ့ဒီရုပ်ကိုဘယ်လိုလုပ်ရမှာတော့ဘယ်လိုမှလုပ်ဖို့မလိုဘူးကွာအဲ့ဒီရုပ်ကိုကင်ထားတာနဲ့မဖွဲဝါစကားပြောတဲ့အတန်ကိုကြားရတယ်ဟာဟုတ်လားကိုကြီးတာတွေကိုမဖွဲဝါဘယ်တော့မှပေးသွားတာတော့ညတိတ်တော့မကြသေးဘူးကွာမဖွဲဝါရဲ့ကိုဘွားအယုတ်အသက်သွင်းတဲ့အောက်လန်းကိုကြီးတယောက်ကိုကူညီခဲ့ဘူးတဲ့အဲ့ဒီညာကမဖွဲဝါငါ့ကိုသူ့ရဲ့ကိုဘွားကလေးပေးလိုက်တာဩဟုတ်လားည9နာရီထိုးတော့ကြောက်ခဲကထမင်းတောင်းကိုထမ်းပြီးကျုပ်တို့3ယောက်ရွာပြင်ထွက်ခဲ့တာပေါ့ဗျာထဏောင်းကုန်းတင်းချိုင်းထဲကိုရောက်တော့ခါတိုင်းပြင်နေကြကူကြီးပေါ်မှာထမင်းတောင်းတင်ပြီးကျုပ်ကိုယ်တိုင်ထမင်းပွဲပြင်တယ်ကျုပ်ကဒီမလာခင်မြကွင်းစည်းကွင်းခဲ့တာဆိုတော့နာနာဘဝမှန်တယ်မြင်နေရတာပေါ့ဗျာကိုပင်ကြီးတွေပေါ်မှာတော့တရေ3-4ကောင်တွေ့တယ်ဗျကျုပ်တို့ကိုမျိုးလုံးပြူကြီးနဲ့စိုက်ကြည့်နေကြတာကလိုရင်ဘာမှမလုပ်ကြပါဘူးဗျာကဲကြောက်ခဲနဲ့တန်မဏိခဝေးမှသွားနေတော့ဒီတစ်ခါမဖွဲပါကငကိုရုံနဲ့လာမှာဒီကောင်နှစ်ကောင်ကျုပ်တွေကတော့တကယ်နားထောင်ကြတာဗျခလန်းလန်းကအုပ်ကူကြီးဘက်မှာသွားပြီးရက်နေကြတယ်တင်းချိုင်းမှန်တယ်မြအပိုင်သားရတဲ့တင်းချိုင်းရှင်မကြီးမဖွဲပါဗျာကျုပ်ကတော့မဖွဲပါကိုစားပွဲနဲ့ကြိုးပါတယ်
မြန်မကြာလှမ်းကကြွားခဲ့ပါတော့တင်းချိုင်းရှင်မမဖွဲပါဗျာခဏဆောင်နေဘာမှတော့မထူးဘူးဗျကျုပ်နောက်တစ်ခေါက်ထပ်ပြီးပင့်တယ်ဟိုးဟူးမဖွဲဝါရဲ့ခွေးဥတံကိုကျုပ်ကြားနေရပြီပြုဟောကျုပ်တို့ထဲမှာကင်ထားတဲ့မဖွဲဝါရုပ်ကလေးကရက်နေပြီပြုဟာလာပြီပြုမဖွဲဝါကြီးလာပြီဗျာအုတ်ကူဒီဘောကနေရွေ့ပြီးလာတာပြုဟူးခွေးနဲ့ကြီးကလည်းကူတွေကြားထဲမှာပြေးလာတာဟောကျုပ်ပြင်ထားတဲ့ထမင်းဘောယူကြည့်နေတယ်မဖွဲရောက်ကအရင်ခါတွေလုံးကလို့ထမင်းရေရှားကြီးနဲ့မဟုတ်ဘူးပြုရှေးခေတ်ကဝေစားမျိုးကိုဝတ်ထားတယ်ကြောင်အင်းကြီးအနက်နဲ့အောက်ကထမင်းကလည်းအနက်ပဲအနက်ပေါ်မှာအနီရောင်နဲ့အစိမ်းရောင်ကန့်လန့်စင်းတစင်းပါတယ်ဗျရပင်ကတော့ဖားလာကြီးချထားတာဗျအရက်က10ပေကျော်လောက်ရှိမယ်ပြုလက်ဖက်ရည်ပကံလောက်ရှိတဲ့မျက်လုံးနေကြီးနှလုံးနဲ့ကျုပ်ကိုကြည့်နေတယ်နင်းနိုင်ချင်းမှမဖိုးပါဗျာခါတိုင်းလို့ရုပ်အငှားပေးတဲ့ဒေါ်တုတ်မရှိလို့အခုလိုဓာတ်ရိုက်ပင်ရတဲ့စိတ်မရှိဖို့တောင်းပန်ပါတယ်3000မှမဖဲပါကျုပ်ကပြင်ထားတဲ့အုပ်ကူဘောကထမင်းဘောကိုလက်ညှိုးထိုးပြလိုက်တယ်မဖိုးကဘူဘောမှာထိုင်ပြီးစားတော့တာပဲပြုဒီတစ်ခါတော့အငှားကိုလည်းမဟုတ်ဘူးဗျငကိုရုပ်နဲ့တော်တော်လေးစားပြီးတော့မှဒါတိတ်ကိစ္စကိုပြောစမ်းဟာကြုတ်ကြားရတယ်ပြုမဖိုးရဲ့ကိုဝဲရုပ်ကလေးကိုကင်ထားလို့ကြားထားဗျအရင်တည်းကကြုံမှုပြီးသားပါဗျာဒီရုပ်ကလေးကိုကျုပ်ကိုပေးတဲ့အချိန်မှာကလေးကမဖိုးရဲ့အတန်ကိုကြုတ်ကြားရတာဒီလိုပါမဖိုးရောဘာမွေးကုန်းမှာတရေကောင်ရောက်နေတယ်ဗျဒီရွာလုံးကို6လမ်းပြီးအမဲသားအစိမ့်ကိုပိတ်တာနဲ့ချီပြီးကျွေးခိုင်းနေတာဗျဆရာတွေကတော့ခံပြီးရိုက်ပုတ်တက်ပစ်တယ်ပြောတယ်လာတယ်မြဆရာတွေပြေးရတာကြီးပဲဗျာမဖွဲဝါကစားရင်းနဲ့ခေါင်းတညိမ့်ညိမ့်လုံနေတယ်ဗျဘာမှမပြောဘူးကျုပ်ပြောနေတာတွေကိုတော့ကြောက်ခဲတို့တန်မီးတို့ကြားရတာပေါ့ဗျာမဖွဲဝါပြောတာကိုတော့ဒီကောင်နှစ်ကောင်ပေကြရမှာတော့အဲဒီတော့ကျုပ်တယောက်တည်းပြောဆိုနေတယ်တို့တော့ထင်ချင်းထင်မှာဗျကျုပ်လည်းမဖွဲဝါဘာမှပြောမလဲလို့နားထောင်နေတာဗျထမင်းလေးကောင်စားပြီးတော့မှဒါတေးအဲ့ဒါတပတ်ကြီးဟဲ့ဘယ်ဘရင်လက်ထက်ကအကောင်ကြီးမှမသိဘူးတော့ကိုမောင်းထုတ်ပြရမှာခက်တယ်ဒါပေမဲ့တင်းချိုင်းထဲမှာဆိုရင်ငါနိုင်မှာပါဟုတ်ပါတယ်တင်းချိုင်းရှင်မကြီးခင်ဗျာမနက်ဖြန်ညတကောင်အတိနေလာခဲ့ဗာမွေးကုန်းမြောက်ဘက်ကလူမောင်းရတော့ကိုနေလာခဲ့ဟာတင်းချိုင်းရှင်မကြီးပြောတော့တင်းချိုင်းထဲမှာဆိုဗျဟဲ့ဒါဒီအဲ့ဒါဟိုတုန်းကတင်းချိုင်းဟောင်းဟဲ့ငါပိုင်တဲ့နေရာပဲဩဒီလိုလားကောင်းပါပြီမဖေးဝါကျုပ်ဆက်လာခဲ့မှာမယ်ဗျာမဖေးကပြန်ကြသွားပြီဗျငါးပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးနဲ့ကြီးကကူရီကြားကနေပြေးလိုက်သွားတယ်ဟူးမဖေးဝါရဲ့ခွေးကြီးဦးတန်ကိုသာလူတွေကြားရင်တော့ကိုကြောက်ကြမှာဗျကျုပ်ကမျက်ကွင်းစည်းကွင်းထားလို့ကြားရတာအခြားလူတွေကဘယ်ကြားမှာတော့ဗျာကြောက်ခဲတို့တန်မီတွေမကြားကြဘူးဗျကြားလာကြားရင်ဒီကောင်နှစ်ကောင်လည်းပြေးမှာဗျခွေးဦးတဲ့အတန်ကတေးရဲကြီးတစ်ကောင်အော်ဟစ်နေတယ်လို့ပါပဲဗျာနောက်နေ့ညရောက်တော့မိုးမချုပ်ခင်ကလေးကဗံမွေးကုန်းကိုကျုပ်တို့ရောက်နေတာဗျကျုပ်တို့ဆိုတာကကြောက်ခဲရဲ့တန်မီရဲ့ကျုပ်ရဲ့ပေါ့ဗျာလာဟိတာတီငါတို့လည်းမင်းကိုစောင့်နေတာကျုပ်တို့၃ယောက်အိမ်မော်ရောက်တာနဲ့ကိုကြီးကျော်တင်တို့မိသားစုကထမင်းပွဲထပြင်တော့တာပဲဗျကိုကြီးကျော်တင်ရဲ့အမေဖွားမဲဦးကကြက်သားကာလာလာကျက်ချက်တာလွှတ်နှမ်းမကြီးတာဗျဒီတခါတော့ဖွားမဲဦးရဲ့လက်ရနဲ့တိုးပြီးပေါ့ဗျာကျုပ်ကဖွားမဲဦးကြောင်းပြောလိုက်တာဗျအေးဒါဒီဖွားမဲဦးကလည်းငါသားတွေကိုကြက်သားဟင်းကလေးကာလာတက်ချက်ကလေးကောင်းကောင်းလေးချက်ကျွေးခြင်းနေတာဒီတခါမှကြုံတော့တာဟေးကြက်သားကာလာတက်တစ်ခွက်ပစုံကြောင့်ငရုတ်တီးကျော်ကတစ်ခွက်မယန်းဒီစားရည်စိန်ကိုကြက်သွန်ဒီအကွင်းကြီးတွေလှီးပြီးတုတ်တာကတစ်ခွက်ပဲကြီးကိုအိနေအောင်စူးပုံးနဲ့နှက်ထားတာကတစ်ခွက်ပြီးတော့ကျုပ်တို့အညာထုံးစံဖယုံရွက်ဂင်မုံရွက်စူးပုံးရွက်တွေအကုန်ရောပြီးငရုတ်ပွားသည်နဲ့ချက်ထားတာကတစ်ခွက်ဗျစားလို့လေလွတ်မိန်တာပြူကြောက်ခွဲတို့နှစ်ယောက်လဲကြိတ်လိုက်ကြတာခေါင်းကိုမဖော်ဘူးပြူထမဲဝိုင်းပြီးတော့လဲမြေပဲကြောနဲ့လက်ဖက်တုပ်ဗျကျုပ်တို့ရဲ့အညာသားစီးစိမ်တွေပေါ့ဗျာကျုပ်ကတော့ဘိုက်ကလေးလေးတင်းရောငကားစီးပေါ်လေးကလေးဖွာတော့တာပေါ့ဗျာတာတီဒီညဘလို့တော့ကွာ
ဒီကောင်ကြီးကိုဒီညအပြီးရှင်းမှာပေါ့ဗျာဟေးလွယ်ပါမလားကွာမင်းနိုင်ပါမလားငါလိုက်ခဲ့ရမလားငါကြီးတောင်သားကြီးငါတွေးထားတာမြည်နေတာကွာအဲ့ဒါကြီးနဲ့ငါဝင်ပိုင်းပစ်လိုက်မယ်ကွာအာကိုကြီးကျော်တင်ရခမည်းကလည်းမဟုတ်တာကြီးပြောရုံတရေကိုဓာတ်နဲ့ခုလို့ဘယ်ရမှာတော့ဗျာဟေးဒါဆိုရင်ဘယ်နဲ့လုံမှာတော့ညတကောင်တိတိမှကျုပ်ကလာခေါ်ဖို့မဖိုးရကမှားသွားတယ်ကျုပ်လုံမှာမဟုတ်ပါဘူးမဖိုးရလုံမှာဘာမှမဟုတ်နဲ့ဟေးဟုတ်လားဘယ်လိုလာရမှာလဲတော့ကွာခမည်းတို့ရမြောက်ဘက်ကဖိုးလူမောင်ရတော့ကိုတဲ့ဗျအဲ့ဒါဟိုတုန်းကတင်းငိုင်းဟောင်းကြီးဆိုအေးဟုတ်တယ်ကွာငါတို့ပိုးပြောတာကြားဘူးတယ်ဒါဆိုငါရွာတွေကကောင်တွေရတော့ခေါ်လိုက်မယ်ဟာမလုံးနဲ့ကိုကြီးကြော်တယ်ဘယ်သူမှလိုက်လို့မဖြစ်ဘူးဒီအကောင်ကတပတ်ကြီးတယ်ဗျတော်တော်လှုပ်ရွံမယ်လို့မဖွဲ့ရကိုယ်တိုင်ကျုပ်ကိုပြောတာဟာဒါဆိုရင်ကိုကြီးတာဒီကျုပ်တို့ရောလိုက်ရမှာလားကြောက်ခဲကကျုပ်ကိုမေးတယ်ဗျမဖြစ်ဘူးကြောက်ခဲမင်းတို့မလိုက်နဲ့အန်ဒီရရှိတယ်ဒီမှာပဲနေခဲ့ကိစ္စပြီးငါပြန်လာခဲ့မယ်ကဲကိုကြီးကြော်တယ်ရွာတွေကကြောက်ခဲတို့အရွယ်တန်မဏိတို့အရွယ်ကလေးတွေခေါ်ပြီးအိမ်တွေကိုလိုက်စော်ဩချီဗျာည10နာရီထိုးရတဲ့ကားတွေကိုလုံအောင်ပိတ်ကြဖို့တတိဥရိယနဲ့နေဖို့ဘာတမ်းပဲကြာထွက်မကြည့်ဖို့အဲ့ဒါပြောခိုင်းဗျာအေးဟုတ်ပြီငါအခုလူပြီးစီစဉ်လိုက်မယ်ကိုကြီးကျော်တင်ကဝိုင်းထဲမှာထိုင်နေတဲ့ကောင်လေးတွေကိုခေါ်ပြီးတူတူပြောတယ်ခဏနေတော့ကောင်လေးတွေထွက်သွားရောဗျညတကောင်နီးပြီဗျတကောင်ကြက်တောင်စပြီးတွန်းနေပြီကျိုးရွယ်အိတ်ကလေးလွယ်ပြီးရွာပြင်ထွက်လာခဲ့တယ်မြက်ကွင်းစီးကွင်းပြီးသားလိုအိတ်ထဲမှာလဲစီးဝါကအစုံလင်ဗျမဖဲဝါရဲ့ကိုဝဲရုပ်ကလေးကလည်းပါတယ်ရောက်ပြီဗျို့ဖူးလူမောင်ရတော့ဆိုတာဒါပဲဗျထမ်းမင်းကြီးတွေ၄၅ပင်ရှိတယ်ကျုပ်ကထနောင်းမင်းကြီးအောက်မှာရက်ပြီးမဖဲဝါကိုလှမ်းပြောလိုက်တယ်ပညာရှင်မကြီးဗျကျုပ်တာတေဖူးလူမောင်ရတော့ကိုရောက်နေပါပြီမဖဲဝါအမြန်ကြွခဲ့ပါဟောကျုပ်လိုအိတ်ထဲကမဖွဲဝါရုပ်ကလေးကလှုပ်လာပြီပြုတ်ဒီအယုတ်ပိုင်မဖွဲဝါအတန်ကိုကျုပ်ကြားရတယ်ဗျဟူအီဟာလာပြီပြုတ်မဖွဲဝါကြီးတော့လာပြီကျုပ်ခွေးဥတိုင်းကြားတာပဲလို့လှည့်ကြည့်လိုက်တယ်ဟာမြေကြီးပေါ်မှာတထောင်တာလောက်ကွာပြီးယူရလာတာပြုတ်ရိတ်ခနဲ့နေတာပဲဗျာသူခိုးကြီးတောင်ပြေးလိုက်ရတာပြုတ်ဟာမဖွဲဝါကရက်ပြီးကြည့်တယ်ဗျအဖွဲဝါထမ်းမင်းကြီးနဲ့မနီးမွေးမှရက်နေတယ်ဗျပြီးတော့ခေါင်းကြီးမောပြီးလက်နှစ်ဘက်ကိုရှေ့ကိုတန်းထားတယ်ဟာလေတွေတိုက်ပြီးပြူချက်ချင်းကိုလေမုန်တိုင်းကိုတိုက်တော့တာဗျဟူအာအီဟာဗမေကုန်းရွာတွေကအော်တဲ့အတန်ကြီးပြူဘလို့အတန်ကြီးမှန်းကိုမသိတာပါဗျာကြောက်စရာကြီးဗျကျုပ်ဖြင့်ကြက်သိန်းတွေထားလိုက်တာညာတော့တွေဒီအတန်ကြားမှမဟုတ်ဘူးဗျကြားရင်လည်းလန့်ပြီးပြေးကုန်လောက်ပြီဖုံဟာခြေတန်းကြီးမှာတဖုံဖုံနဲ့ရှောက်လာတာပြုဗမေကုန်းရွာတွေကထွက်လာတဲ့အတန်ဗျဟိုမှာလာနေပြီပြုအောင်မလေးနေတဲ့အကောင်ကြီးမှမဟုတ်တာလာပြီပြုမဖွဲဝါစီကိုတန်းပြီးလာတာဗျဟောမဖွဲဝါရှိမှရွတ်သွားပြီပြုကိုလုံးကြီးရောအရက်ကြီးပါမဖွဲဝါတဲ့ရှိတယ်ဗျမဖွဲဝါကတပတ်ကြီးကိုလက်ညှိုးနဲ့ထိုးပြီးပြောနေတယ်ဟာတပတ်ကြီးကတဟင်းနဲ့အော်နေတာဗျဒေါသတအားထွက်နေတဲ့ပုံပဲဗျဖုံဟာမြန်လိုက်တာဗျာမြန်လိုက်တာမဖွဲဝါကိုတပတ်ကြီးရိုက်လိုက်တာဗျခေါင်းကိုရိုက်ချလိုက်တာဟာမဖွဲဝါအရွယ်ပြီးသွားပါလားဟာမဖွဲဝါအရွယ်ကလေးပူလိုက်သွားတာဗျဟာအရက်က3ပြီလောက်ပဲရှိတော့တယ်ဗျဟာထပ်ပူသွားပြန်ပြီဟင်းမြောက်တကောင်ရဲ့အရွယ်လောက်ပဲရှိတော့တယ်ဗျဟာထပ်ပူနေပြန်ပြီဟာယုံကလေးတကောင်ရွယ်လောက်ပဲရှိတော့တယ်ဗျဟာကြိုက်ပြီတပတ်ကြီးမဖွဲဝါကိုသူ့ပါဇက်ကြီးနဲ့ခိုးကြီးဟတ်တယ်လို့ဟတ်လိုက်တာဗျဟာပါသွားပြီမဖွဲဝါတပတ်ကြီးပါဇက်တွေကိုပါသွားပြီဗျဟောင်းမဖွဲဝါခွေးကြီးကအတိမှန်ပြီးပြေးကြိုက်တော့တာဗျဘုံဂင်းဟာတပတ်ကြီးကခွေးကြီးကိုစောင့်ကန်ထိုးလိုက်တာရာခင်းတစ်ခုကြော်ကြော်မှာပွားကြတာဗျအီဟာမဖွဲရခွေးကြီး
ပြန်ထမလာနိုင်တော့ဘူးဗျာကျုပ်တကူလုံးသူဒီဘလောင်ဆူသွားပြီပြုဒေါသဖြစ်လွန်းလို့အသားတွေတောင်တစ်ဆက်တုံးနေပြီဗျာကျုပ်မဖွဲကိုခင်နေဗျမဖွဲကလည်းကျုပ်ကိုခင်တာကျုပ်သိတယ်ကျုပ်မှဘာကိစ္စရှိအမြဲကူညီခဲ့တာကျုပ်ဘာကူမှမစဉ်းစားနိုင်တော့ဘူးဗျာကျုပ်လက်တစ်ဖက်ကလွယ်ထဲကိုရောက်သွားပြီဆရာနော်ဖကျုပ်ကိုပေးခဲ့တဲ့အင်းချက်ကိုထုတ်ယူမိလိုက်တယ်တာတိတ်အရေးကြီးမှဒီအင်းကိုသုံးတော့ဒီအင်းကိုနတ်မိတ်စာကြီးတွေတော့မခံနိုင်ဘူးဆရာနော်ဖပြောပြီးအပ်ခဲ့တဲ့အင်းဗျဒီနေရာမှာသုံးလို့တော်ဤမတော်ဤဆိုတာကျုပ်မသိတော့ဘူးပြုတ်သူ့ကိုယ်သူတစေလို့ပြောတဲ့အကောင်ကြီးကမဖွဲရောကိုကြိုက်သွားတာပဲကျုပ်သိတယ်အင်းချက်ကိုကျုပ်လက်ထဲမှာတင်းတင်းဆုပ်လိုက်တယ်ဆရာနော်ဖတင်ပေးထားခဲ့တဲ့အင်းတို့ကရာကိုကျုပ်ရွတ်တယ်လိုအိတ်ကိုတော့ဆက်လက်တိုင်းလွယ်ထားပြီးသားဗျပုစိုးကိုလည်းဗမေကုန်းရွာအပြင်ရောက်တာနဲ့ကျုပ်ခေါင်းကြိုက်ထားတာကဲချက်ချင်းအဖြစ်စမ်းကွာကျုပ်ပြေးပြီတပည့်ကြီးနောက်ကျောကိုပြေးပြီးအနားရောက်တော့အင်းနဲ့ပြစ်ဖို့ကျုပ်လက်ကိုမြှောက်လိုက်တယ်အီးဟာတပည့်ကြီးတိသွားပြီကျုပ်ကိုလှည့်ကြည့်တယ်အောင်မလေးမျက်နှာကြီးကကြောက်စရာကြီးဗျာပါဇက်ကြီးကလည်းအကြီးကြီးဗျကျုပ်ကိုမျက်လုံးကြီးပြူးပြီးစိုက်ကြည့်နေတယ်ကဲကွာကျုပ်အင်းနဲ့ပြစ်လိုက်ပြီပြုကဲဟာဆရာနော်ဖရဲ့အင်းကတော်တော်ကိုထူးဆန်းတာဗျကျုပ်လက်ကအထွက်မှာမီးတွေဟုံးကနေထတောက်ပြီးတော့တပည့်ကြီးကိုပတ်ပြီးပြန်နေတာဗျအာအော်ပြီပြုအော်ပြီပါဇက်ကြီးဟာပြီးအော်နေပြီဟာမဖွဲပါမသေးဘူးပြုတပည့်ကြီးပါဇက်ထဲကနေခုံထွက်လာပြီဟောမဖွဲပါလှက်ခနဲ့ပြေးထွက်သွားတယ်အရွယ်ကတော့ရုံတော်ကလေးပဲရှိပဲပြုကျုပ်သိပြီဗျတပည့်ကြီးကိုပတ်နေတဲ့အင်းမီတောက်ရဲ့စက်ကွင်းကနေလွတ်အောင်ပြေးတယ်ဟောတပည့်ကြီးဒူးကြီးထောက်ကြသွားပြီပြုတပည့်ကြီးအော်တန်ကကျုံနားတွေကွဲထွက်တော့မယ်ဗျာကျုံမဖွဲကိုလှမ်းကြည့်တော့ငကိုရွယ်ပြန်ရောက်နေပြီပြုတာတီငါတတိတစ်ချက်လစ်သွားလို့ခံလိုက်ရတာမင်းမအထက်အင်းတော်ကြီးပါလာပြီလို့ပဲကဲနေအင်းကိုပြန်သိမ့်လိုက်တော့ဒီကောင်းကိုငါလုံးမယ်ကျုပ်လည်းဆရာနော်ဖားလုပ်တယ်လို့လဝါကိုဖြန့်ပြီးအင်းသိမ့်ခါတာကိုရွတ်လိုက်တယ်ဟာမီးတောက်ပြီးပြန်နေတဲ့အင်းကမီးတောက်ကြီးချက်ချင်းပြောက်ပြီးကျုပ်လဝါတွေပြန်ရောက်လာတယ်ဗျနောက်ကိုစုံနေတာဒီကျုပ်ချက်ချင်းနောက်ကိုပြန်ပြေးတာတယ်စောကကျုပ်ရက်နေတဲ့ထနောက်မကြီးအောင်မှာသွားပြီးရက်နေလိုက်တယ်ဟာမဖွဲကသူ့ရဲ့ကာမတိတ်ထိတွေထုတ်ယူနေတာဗျဟာမဖွဲကအရက်ကြီးရောကိုလုံးကြီးပါအကြီးကြီးဖြစ်သွားပြီဗျဟောခေါင်းဝင်သွားပြီဗျဒူးကြီးထောက်ပြီးတော့ခေါင်းကြီးငိုက်ဆိုင်ကြနေတဲ့တပတ်ကြီးကိုကြောကိုသူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ချလိုက်ပြီဖုံတပတ်ကောင်ကြီးကြောကုန်းကြီးကော့ပြီးအော်နေပြီကျုံလေနားနှစ်ဖက်ကိုလက်ဝါးနဲ့ပိတ်ကိုထားတော့တာပဲဗျနားတွေကွဲမတက်ကိုဖြစ်တာဗျမဖွဲကသူ့ကိုယ်သူတစေလို့ပြောတဲ့တပတ်ကောင်ကြီးရဲ့ရှိတဲ့မှာရက်လိုက်တယ်ဟဲ့တပတ်ကောင်နင်ကအသက်ကြီးတယ်ဆိုပြီးနင်ထင်ရနင်လို့ရမလဲလားနေရာတိုင်းမှာသူ့အပိုင်နဲ့သူအနှင်းခံထားတာနင်မသိဘူးလားနင်ကိုငါမစီရင်ဘူးတက်ဆန်ရကိုခေါ်သွားပြီးအပ်မယ်ပြောဆူမဖွဲကလက်ကြီးနှစ်ဖက်အပေါ်ကိုမြှောက်ပြီးဝေရမ်းနေတယ်ဗျဗစက်ကလည်းတူတူနဲ့ပြောနေတယ်ဟာကောင်းကွင်ကြီးမဲသွားလို့ပဲဗျဟာအကောင်ကြီးသုံးကောင်ကောင်းကွင်မှာဝဲနေတာအတောင်မမဲကြီးတွေဖြန့်လို့ဗျတရေကြီးတွေပြိုမျက်လုံးနေကြီးတွေနဲ့ဗျဟောနှကောင်ထိုးဆင်လာပြီးတစ်ဖက်ကြီးရဲ့လက်မောင်းကိုတစ်ဖက်တစ်ချက်ဆွဲမှပြီးပြန်တက်သွားတယ်တကောင်ကနောက်ကကတ်လိုက်သွားတယ်အဖွဲကမျက်စိတစ်စုံကြည့်နေတယ်ဗျကျုံလေးကြည့်နေတာပဲဗျအတန်ကြားလို့ကျုပ်လှည့်ကြည့်လိုက်တော့မဖွဲရခွေးကြီးဗျထော်နေနဲ့မဖွဲရကြီးစီကိုရှောက်လာတယ်မဖွဲရကသူ့ခွေးကြီးကိုလက်နဲ့တစ်ချက်တက်ပေးလိုက်တော့ခွေးကြီးအကောင်းပကတိဖြစ်သွားတယ်ဗျမဖွဲရကိုကျုပ်ကြည့်လိုက်တော့ငကိုအရွယ်တိုင်းအရက်ဆယ်ပြီးကြော်ပေါ့ဗျာပြန်ဖြစ်နေပြီဗျဒါတီနင့်ကောင်ကကျေးဇူးတင်တယ်ပြောပြီးမြေပေါ်ကတထောင်ကျော်လောက်မြောက်ပြီးရိတ်ခနဲ့ရွေ့သွားတယ်သူခွေးကြီးကလည်းနောက်ကနေပြေးပြီးလိုက်သွားတာပေါ့ဗျာကျုပ်လည်းဗမေကုန်းရွာတွေကိုဝင်ခဲ့တယ်ကြောက်ခဲနဲ့တန်မဏိက
စိုးရိမ်တဲ့မျက်လုံးနဲ့ကြုတ်ကိုကြည့်နေရတဲ့ဝမ်းသာအားရဖြစ်သွားတာပေါ့ဗျာကဲကိုကြီးကျော်တင်ရွာထဲကလူတွေကိုအန်ဒီကင်းပြီးပြောလိုက်ပါဗျာစောစောကပြောလိုက်တဲ့ကောင်လေးတွေနဲ့ရောပြီးကြောက်ခွင်းတဲ့တံမဏိကိုပါလိုက်သွားကြတယ်ယူတဝိုင်းဝင်တဝိုင်းထွက်လူတွေကိုလိုက်ပြောကြတာဒီတော့မှတိတ်ဆိတ်နေတဲ့ရွာကလေးချက်ချင်းမိတွေလင်းလာပြီးလူတန်းတွေကြားရတော့တာဗျို့ခွေးတွေလည်းအိမ်ရှိလမ်းမတွေပေါ်မှာကိုထွက်လာကြတယ်ဗျတရွာလုံးကလူတွေရဲတန်းစကားပြောတန်းခွေးတန်းတွေနဲ့ဘာမွေးကုန်းပုံမှန်ပြန်ဖြစ်သွားတော့မှာပဲကျုပ်ငကားစီးပေါ်လေးကလေးကိုမီးညှိပြီးနှစ်ဖွာသုံးဖွာရှိုက်ဖွာလိုက်ရတာပေါ့ဗျာဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဆရာတာတီရဲ့မဖွဲဝါကိုကြိုက်တဲ့တစီဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်